အဲ့ဒီလိုကိုကိုဒုက္ခပေးတဲ့သူတွေကြုံပြီးဆိုရင်အဲ့ဒီလိုဒေါသနဲ့ဘယ်တော့မှပြန်စုမတောင်းနဲ့ပြန်စုတောင်းရင်အဲ့ဒီမျက်နာတွေပြန်မြင်ရလိမ့်မယ်မမြင်ချင်တာတွေပြန်မြင်ရမှာမတွေ့ချင်တာတွေပြန်တွေ့ရမှာဖရာအလောင်းလိုသာလို့ဘယ်လိုလို့ဖရာအလောင်းကတော့မုန်းသူကိုချစ်တယ်ပါတယ်လေယုံမာသူကိုကူညီတယ်အဲ့ဒါပါရမီပြည့်တာပဲတို့ဘုရားလောင်းဟိုမှာလေးမြောင်မင်းဖြစ်တုံးကဟိုမှာဒေဝဒတ်အလောင်းပုံနာယုတ်ပုံနာကြီးအသက်ကြီးနေပါပြီတော်ထဲမှာလေအဲ့ဒီမှာနွားပြောက်ချရင်ရေရွံ့ပြက်ကြီးတဲ့ပြုတ်ကြအာကဲပါနဲ့အော်9ရက်ရှိမစားရမတော့ရဘုရားလောင်းကကြားပြီအဲ့ကြောက်တွေကနေကဲတာကြောက်တုံးကြီးတွေကြောမှာချီးပြီးသူအစမ်းလေးကျင့်ပြီးတော့ခုံနိုင်အောင်ကဲနောက်ဆုံးကဲထုတ်လို့ရတော်တော်လေးကိုကဲရတယ်တော်တော်လေးပန်းသွားတာနဲ့အဲ့ဒီဘုံသားရဲ့ဥကောင်းပေါ်မှာငါမောလို့ပန်းလုံးတို့တရေလောက်အိပ်ပြရဆိုအိတ်တာ